အိမ်ခွင်းမှာ Palace က Man City ကိုမနိုင်ခဲ့ဘူး။မနိုင်ခဲ့ဘူး။အဲ့လို10နှစ်လောက်တော့ရှိနေတဲ့အနေအထားမျိုးတော့မှတ်တမ်းစုလေးတော့ရှိတယ်။ဒီရာသီမှာသူတို့ရားတွေဖြစ်တင်းပြီးတော့အကောင်းပြန်ပြင်ဆင်ပြီးစူးစမ်းလာတဲ့အခါမှာအခုဆိုရင်အာဆင်နယ်နဲ့ဆိုရင်အမှတ်ခေါ်အောင်မှုအရင်ချင်းချောင်းပါဗျာ။အဲ့က Crystal Palace ကလည်းအိမ်ခွင်းမှာဒီနှစ်ပွဲနဲ့ပို့ပြီးတော့နိုင်ပွဲမပြောက်ထားတဲ့ CI လေးတွေတော့ရှိရဲ့အခုဆက်လက်ဆွေးနွေးမဲ့ပွဲစဉ်တစ်ပွဲကတော့ကျွန်တော်တို့ Crystal Palace နဲ့ Man City ပွဲစဉ်ပေါ့နော် Crystal Palace နဲ့ Man City ပွဲစဉ်ကလည်းဒါစိတ်ဝင်စားဖို့ကောင်းပါတယ်ဟို Man City နဲ့ကလည်းဒီပွဲပြီးရင် Palace နဲ့ပွဲပြီးရင်ရှေ့တစ်ပတ်မှာ Watson နဲ့ဆိုတော့သူ့အနေနဲ့ကတကယ်တမ်းပြောရင်လိတ်တက်လည်းရှိတယ်နော်အဓိကဒီဖလားလည်းရှိတယ်ရှေ့မှာတော့ Watson နဲ့ထပ်ကိုကစားမျိုးရှိတယ်ဆိုတော့ဟိုသူ့အနေနဲ့ဒီပွဲနိုင်မယ် Watson ကိုလည်းနိုင်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ယာတီအဖွင့်သတင်းပတ်နောက်ပိုင်းမှာပထမဆုံးချိန်ကျအမှတ်ပေးစရာထိတ်ကိုတော့ Man City ကဥဆောင်အာဆင်နယ်ကတော့ Everton ကိုမှတော့ကစားအောင်နော်ဆိုတော့အဲ့လိုအနေထားတော့ရောက်သွားနိုင်တယ်အဲ့တော့ဒီကကွာဒီလိုလားအဲ့ဒီအခွင့်အရေးကောင်းကြီးကိုဒီပွဲစဉ်မှာလက်လွတ်မှာလားဆိုတဲ့အနေထားမေးခွန်းထုတ်စရာတစ်ခုဖြစ်တယ်နော်တစ်ဖက်ကဘာကြောင့်မေးခွန်းထုတ်စရာရှိလဲဆို Crystal Palace ကတော်တော်မှဒါအဓိကကစားသမားတွေဒဏ်ရာရမှုတွေနဲ့ပွဲချက်တွေနဲ့ဖြတ်တန်းနေရဆိုပြီးနေသူ့ရဲ့အားလဲခြေစွန်းကိုသူကလည်းပုံစံကောင်းဆက်ထိန်နိုင်ပြီးဖူကန်ကိုနိုင်ပြီးအဆင့်၄နေရာထိတောင်ဟိုရက်တည်နေတဲ့အသင်းဆိုတော့ short တော့လို့တော့မရတဲ့အနေထားတစ်ချက်ကလေးပဲဒါ2015 April နောက်ပိုင်းမှာအိမ်ခွင်းမှာ Palace က Man City ကိုမနိုင်ခဲ့ဘူးမနိုင်ခဲ့ဘူးအဲ့လို10နှစ်လောက်တော့ရှိနေတဲ့အနေအထားမျိုးတော့မှတ်တမ်းစုလေးတော့ရှိတယ်ဒီပွဲစဉ်ကိုပဲအဲ့မှတ်တမ်းစုကိုဒီချိန်မှာ Palace ကခြေပြတ်မလား Man City ကပဲအဲ့မှတ်တမ်းစုအတိုင်းပဲ Palace ကိုထပ်ပြီးဖိနေဦးမလားဆိုတဲ့အနေအထားတော့ရှိတာပေါ့နော်ဒါပေမဲ့မနစ်ကမေလာမှာတော့ဒါ Man City ကိုတော့ Palace က FA ဖလားမှာတော့ဒါနိုင်ခဲ့တယ်ပေါ့နော်ဒါသူ့အတွက်တော့ big match ပွဲအောင်ပွဲကြီးလို့ပြောလို့ရပါတယ်အဲ့တော့ဟိုအခုလိုအနေအထားမျိုးမှာတော့ဒါ Man City ကလည်းခုနကျွန်တော်ပြောသလိုပါနော်ဖလားအတွက်က2မှတ်ပဲအနေအထားမျိုးမှာဒီပွဲနိုင်လိုက်ရင်နောက် Watson ကထပ်နိုင်လိုက်ရင်ခုနတော်တော်လေး Guardiola အတင်းအဆင်ပြေသွားနိုင်တဲ့ခွင့်ရရှိနေတယ်ဆိုတော့အဲ့တော့ Man City ကဒါအဝေးကွင်းရတော့ဗျာရုံးကန်တဲ့ခြေစင်းလေးတော့ရှိနေပြီမဲ့တိုက်စစ်ကတော့ဒါဟာလန်ဥဆောင်တဲ့တိုက်စစ်ကတော့ဂိုးသင်းခြေကတော့ဘလုံးဝမပြတ်ဘူးအနေထားဆို1.80ဈေးတန်းမှာတော့ကျွန်တော်အနေနဲ့ဒီပွဲစဉ်ကမဖြစ်မနေအပေါ်ကြီးပဲရွေးတယ်လို့ပဲပြောနေကြမှာတကယ်တော့ Man City ကိုပဲကျွန်တော်ရွေးတင်တယ်လို့ထင်တယ်လုံးစုံတော့တလုံးတော့ဗျာ Man City ကသူ့အခွင့်အရေးကောင်းကြီးကိုလက်လွတ်ခံမှာမဟုတ်ဘူးလို့ထင်ပါတယ်ပဲလေးစားတဲ့ဒါခြေစုံကောင်းအသင်းဖြစ်နေတဲ့အနေအထားမျိုးမှာပေါ့နော်ခုနမှတ်တမ်းအစင်လာမှတ်တမ်းရလာ Man City ကတော်တော်လေးတာနေတဲ့အနေအထားမျိုးဆိုတော့ကျွန်တော်ကတော့ဒီပွဲစဉ်လေးကို Man City ရဲ့ကြီးအောင်နိုင်ခြင်းကလည်းတော်တော်လေးများတယ်54.8%လောက်အထိရှိနေတာကိုတွေ့ရတဲ့အတွက်ကြောင့်ကျွန်တော်တော့ Man City ကိုပဲရွေးချယ်ခြင်းနဲ့ကျွန်တော်ရဲ့ opportunity ပုံစံဆရာတို့ရဲ့အမြင်လေးတစ်ချက်ဒီပွဲကတော့နော်ဟိုဆရာရဲ့ကျွန်တော်တို့ဟို FA ကလာဘိုလ်ပွဲအခြေပွဲပြန်ကြည့်ရအောင်နော်အဲ့တော့ဒါ Palace ကအားသက်စရာကောင်းအောင်နိုင်အောင်ပါနော်ဒီကဲကြာပြီးတော့ Man City ရုံးကန်ရတယ်ဒီရာသီမှာသူတို့ရားတွေဖြစ်တင်းပြီးတော့အကောင်းပြန်ပြင်ဆင်ပြီးစူးစမ်းလာတဲ့အခါမှာအခုဆိုရင်အာဆင်နယ်နဲ့ဆိုရင်အမှတ်ခေါ်အောင်မှုအရင်ချင်းချောင်းပါဒီကဲဘက်ကဆိုရင်အာဆင်နယ်ရှုံးသွားတဲ့အချိန်မှာသူကဘာလို့ဆန်းသားနဲ့ဟိုနိုင်ပွဲရယူတယ်သူခံစစ်ပိုင်းလည်းကောင်းလာ Man City နဲ့ပွဲမှာဆိုရင်သူခံစစ်ကောင်းလာတော့တွေ့ရတယ်ဂျီဖာဒီရောတို့ဒီရက်ဆိုအကောင်းဆုံးပုံစံပြန်ရလာတယ်ကွင်းလေအဖြတ်တွေလည်းကောင်းလာတယ်ဟိုရီယယ်မက်ဒရစ်ကဥဆောင်ကိုရခဲ့တယ်လေ Man City ကလည်းပထမပိုင်းမှာလည်းပဲဟိုစစ်ပြန်ပြီးတော့ကစားကောင်းတယ်ပြီးတော့ Real Madrid ကဒါ Man City နောက်တန်းကိုပွဲချိန်အပြည့်မှာရိုဒရီဂိုသွင်းသွားတဲ့တကိုးကလည်းကျန်တဲ့ဂိုးပေါက်ကန်သွင်းချက်လုံးဝမရှိသေးတော့Man City ကစားသွားနိုင်တယ်အမ်ဘက်ပေမပါတာလည်းပါတော့နော်ဒီရဲ့ဘာကြောင့်မထည့်တာဘက်ပေကိုဒါအရန်ကုန်မှာပဲထားသွားတယ်ဒုတိယပိုင်းလည်းမထည့်ဘူးအဲ့လိုအရန်ကုန်မှာပဲထားသွားတယ်ဒဏ်ရာပြဿနာကြောင့်လားဒါဟိုကြိုတင်ဒဏ်ရာကြိုတင်တတိထားမှုအတွက်ကြောင့်လားဘာကြောင့်လဲတော့ကျွန်တော်တို့ဒေတာတော့မသိဘူးနော်လာမဲ့ပွဲမှာတော့အမ်ဘက်ပေကိုတုံးမယ်လို့ထင်တာပဲဒီချိန်တွေမှာရီရဲ့အနေထားလေးတွေကမဟုတ်တာတော့မှအဲ့ဒီပုံမှာ Man City ကကောင်းကောင်းအခွင့်အရေးကိုအသုံးချပြီးတော့နိုင်ပွဲရယူသွားနိုင်တယ် Crystal Palace ကိုကြည့်လိုက်မယ်ဆိုရင်ဒါခုန FA ဖလားဘိုလ်ပွဲချိတ်ပါရမှာရှိနိုင်သားတယ်ဆိုပေမဲ့သူ့ရဲ့အိမ်တွင်းမှာဆို Man City ကိုနောက်ဆုံး10ချိန်မှာဆိုဒါဂျိမ်းမှာလည်းမနိုင်ဘူးဟိုရှုံးပွဲတွေများတယ်နော်10နှစ်အတွင်းမှာလို့ရှုံးပွဲတွေပဲများတယ်အိမ်တွင်းမှာဆို Man City ကိုမနိုင်တာများတယ်ကစားအောင်ပြန်ကြည့်မယ်ဆို Man City ကဘာပဲပြော Foden နဲ့ Chucky နဲ့ရန်ကိုခြေစွမ်းကောင်းလာတဲ့အခါမှာသူပန်တီးပေးဖို့မှုတွေကောင်းလာတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့တိုက်စစ်အားတွေကလည်းကောင်းလာတယ်နောက်ဆုံး၄ဝဲမှာဆို73ဂိုးလောက်သွင်းထားတယ်ဒီယာဒီဒါဒီပရီးမီးယားလိမှာလည်းသူကဂိုးသွင်းအများဆုံး35ဂိုးရဒီဘက်မှာဂူအသင်းကောင်း Crystal Palace အသင်းကောင်းကိုဂူကြီးရလည်းပြီးခဲ့တဲ့ပွဲမှာခေါင်းတိုက်ပြီးတော့
သူကအတင်းတော့ဥဆောင်ကိုပွဲပြီးကနေမှရယူသွားတယ်ဖူရန်တဲ့ပွဲမှာဆိုရင်သူတို့ကလည်းပြောရမယ်ဆိုရင်ခံစစ်ကိုတော့ဦးစားပေးပြီးကစားတဲ့အတင်းမျိုးဆန်နာလန်ခံစစ်ဦးစားပေးကစားလာတော့မှ Man City တိုက်စစ်ကိုမထိန်းနိုင်ခဲ့ဘူးဆိုတော့ဒီပွဲမှာတော့ Man City အာရှဈေးကွက်ပြော့ပြီး Man City ကပဲအားသာချက်များနေတယ်လို့မြင်တယ်ဆရာရဲ့မြင်ရော ကျွန်တော်ကတော့ဒီပွဲတွေမှာနည်းနည်းလေးတွေးရရှိတာကဒီဂွာရီယိုလာရဲ့လက်ထက်မှာဆိုရင်ဒီအမှန်တမ်းပြောရင်နောက်ပိုင်းနှစ်တွေမှာရှေ့နှစ်တွေမှာတော့သူက Crystal Palace ကိုအသာရလာခဲ့တာတွေ့ရဒါပေမဲ့နောက်ပိုင်းနှစ်တွေမှာပြန်ကြည့်မယ်ဆိုရင်တော့ဒီ Crystal Palace က Man City နဲ့တွေ့ရင်မှာဒုက္ခပေးတတ်တဲ့အသင်းမျိုးတွေမှာပါတယ်လက်ရှိအနေအထားတစ်ခုကဆိုရင်ကျွန်တော်Crystal Palace အိမ်ဝင်းမှာ180ပေးတာကတော့ရေဘူးရအပြင်ဒါကျွန်တော် brand အနေနဲ့ကြည့်မယ်ဆိုရင်တော့နည်းနည်းလေးနေကျင်စရာကြီးပေးထားတဲ့ပုံစံမျိုးဖြစ်နေတယ်Man City ရဲ့ဒီပရီးမီးယားလိအဝေးကွင်းနှစ်ပွဲဆက်လည်းမနိုင်ထားဘူးတစ်ဖက်က Crystal Palace ကလည်းအိမ်ကွင်းမှာဒီနှစ်ပွဲနဲ့ပို့ပြီးတော့နိုင်ပွဲမပြောက်ထားတဲ့ဆရာကြီးလေးတွေတော့ရှိရပေါ့နော်လက်ရှိဒီပွဲတွေမှာဆရာတို့သုံးသပ်သွားသလိုပဲMan City တို့ကအခွင့်အရေးရှိနေတဲ့အနေအထားတစ်ခုမှာတော့ Man City ပြအားပေးရတော့မယ်အနေအထားပဲ ပေးထားနော်ကျွန်တော်တို့ Man City ကလီ3ပွဲနဲ့နိုင်ပွဲရပြီး Champion League မှာပါ Real ကိုနိုင်လိုက်တော့ဘာဖြစ်လို့ Man City ကအရှိန်တော့ကြာပြီအရှိန်ကိုပေးကောင်းပြီပြန်ဆုံနေတဲ့အနေအထား Arsenal ကိုတောချောင်းရမယ်လို့ပြော ဟုတ် နော် Arsenal ရဲ့အနေအထား ဆရာကတော့ Everton Brighton တို့ရင်ဆိုင်ရမယ်သူကဒါလည်းပြောတာဝက်ဆန်လို့ပါလို့ဆိုတော့လေဒီဘွဲတွေကနိုင်လာမယ်ဆိုရင်အာဆင်နယ်ကိုလီးကပ်ကဖိအားပေးပြီးတော့နှစ်တကူမတိုင်ဘူးအာဆင်နယ်ကိုကြော်တက်သွားနိုင်တယ် အဲ့ဒီကလည်းစောင်းဝင်နေရမှာနည်းချမ်းတယ် လူရည်တွေခြုံထားပြီးရတော့ Okay အဲ့တော့ကျွန်တော်တို့ Man City နဲ့Crystal Palace နဲ့ Man City ပွဲစဉ်ကတော့ကျွန်တော်သုံးသပ်ခဲ့တယ်လို့အတိုင်းပါပဲဒါနောက်ဆုံး10နှစ်အတွင်းမှာလည်း Crystal Palace အိမ်ကွင်းမှာ Palace က Man City ကိုမနိုင်ခဲ့ဘူးတဲ့အချက်လက်တွေရဲ့လက်တော်မှာ Guardiola အတွက်ဒီနှစ်တကူမတိုင်ခင်မှာ Watson ကိုထပ်နိုင်ပြီဒီပွဲနိုင် Watson ကိုထပ်နိုင်နှစ်တကူမတိုင်ခင်မှာတကယ်ကိုဇရာထိတ်ဆုံးတက်သွားနိုင်တဲ့အခွင့်အရေးကောင်းကြီးတစ်ရက်ကလည်းရှိနေတဲ့တောင် Man City ကိုပဲကျွန်တော်တို့ရင်းနှီးမြှုပ်နှံနေတာကောင်းပါတယ်